2026 ခုနှစ်ဧပြီလ24ရက်နေ့ဂျာတာပရိသားသမီးများအတွက်တနေ့ဟောစတန်ဖြစ်ပါတယ်ဂျာတာပရိသားသမီးများအတွက်ဒီနေ့မှာအိမ်ကိစ္စနေရာထိုင်ခင်းကိစ္စတွေအဆောက်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခွင့်အရေးကောင်းတွေအခွင့်အရေးဒူတွေအိုးအိမ်နေရာထိုင်ခင်းတွေဝမ်းသာစရာစိတ်ချမ်းသာစရာတည်စကားမျိုးတွေချက်ရတဲ့မထင်မဖဲနဲ့လည်းမထင်မဖဲနဲ့မထင်မတဲ့နေရာကနေပြီးတော့လည်းငွေရေးကြီးထုတ်လိုက်ထည့်လိုက်အလုံးလိုက်ရင်လိုက်ဆိုသလိုမျိုးတွေငွေရေးကြီးတွေဝင်လာတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ရင်လည်းစိတ်ချမ်းသာစရာဝမ်းသာစရာမင်္ဂလာတည်စကားမျိုးတွေချက်ရတဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေရေးနဲ့အိမ်တော်ရေးမှာတော့ဂျာတာပရိသားသမီးများအတွက်ဒီနေ့မှာဝမ်းသာစရာစိတ်ချမ်းသာစရာမင်္ဂလာတည်စကားမျိုးတွေချက်ရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့5ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်နဲ့ချက်သွေးရောင်ပဲဖြစ်ပါတယ်ရတရားအနေနဲ့မိမိအိရှိဖျားမှာအုံတို့ခေါ်ဆွဲကလူပေးရမှာဖြစ်ပါရှင်